ဒီနေ့မှာတော့မနက်စာဖြစ်ပြီးစိမ်ပန်းကလေးတုပ်စားဖြစ်ပါတယ်ရှင်အရင်ဦးဆုံးအာလူကိုတန်ရှင်းစစ်ကြအောင်စီကြောပြီးပြုတ်ထားလိုက်ပါမယ်ပြုတ်တာဖြစ်ဖြစ်ပေါင်းတာဖြစ်ဖြစ်မိမိစိတ်ကြိုက်ပါရှင်ပြီးသွားရင်အတုပ်ထဲမှာထည့်ဖို့အတွက်စက်သွန်ဖြူစီချက်ကလေးတွေကိုကျွတ်နေအောင်ကြော်သွားပေးလိုက်ပါမယ်ရှင်ကျက်သွန်ပြူကြော်ထားတဲ့စီအပူနဲ့ပဲငြုပ်သီးခွဲချက်မှုနဲ့ငြုပ်သီးစိတ်မှုတွေကိုငြုပ်သီးအနံ့နဲ့လုံးဝပြောက်သွားတဲ့အနေထားလောက်ထိစီသက်သွားပေးလိုက်ပါမယ်ရှင်ပြီးသွားရင်တော့ခေါက်ဆွဲကိုပြုတ်ထားလိုက်ပါမယ်ရှင်ဂျုံကြဆန်ကိုလည်းပြုတ်ထားလိုက်ပါမယ်ရှင်ဒီဘက်မှာတော့ဂျုံကြဆန်လည်းခေါ်တယ်ပဲကြဆန်လည်းခေါ်တယ်ပေါ့နော်ပြီးသွားရင်တော့ပဲပင်မောက်လေးတွေကိုလည်းရင်းနှီးဖြောထားလိုက်ပါမယ်ရှင်ပဲပဲမောင်လေးရင်းနှီးဖြောပြီးပြီဆိုရင်တော့ပဲပဲမောင်လေးတွေဖယ်ပြီးတော့ပဲသီးလေးတွေကိုလည်းရင်းနှီးနဲ့ဖြောထားလိုက်ပါမယ်ရှင်ပဲသီးရင်းနှီးဖြောပြီးပြီဆိုရင်တော့ပြီးစိမ်မန်းတို့အတွက်ကတိုဘူးလေးကိုတဝက်ကိုကြော်ထားလိုက်ပါမယ်တဝက်ကိုကလည်းအစိမ်းလှီးထားလိုက်ပါမယ်ရှင်တိုဘူးဂျုံကြီးလေးကအရန်လွယ်ကူတာမဟုတ်လို့ကျွန်မတိုဘူးဂျုံကြီးလေးကိုတော့ဒီဗီဒီယိုထဲမှာမရိုက်ပြထားပါဘူးရှင်တိုဘူးဂျုံကြီးလေးသိချင်တဲ့သူတွေကတော့ comment အောက်မှာမှတ်ခဲ့ပေးနိုင်ပါတယ်နော်သိချင်တဲ့သူများရင်တော့ကျွန်မဗီဒီယိုလေးတင်ပေးပါမယ်ရှင်ဒီစိတ်ပန်းသုံးနဲ့တွဲစားဖို့အတွက်ကျွန်မစိတ်သလုံးလေးကိုလည်းပြင်ဆင်ပါမယ်ရှင်စိတ်သလုံးအတွက်ကကျွန်မစိတ်သားလေးတွေကိုတတိလေးတွေလှီထားလိုက်ပါတယ်ချုံမုတ်ထည့်ပါတယ်စားထည့်ပါတယ်ပြီးတော့ဂျင်းနဲ့ကြက်သွန်ဖြူလေးလည်းထည့်ပါတယ်မြုပ်ကောင်းမှုလည်းထည့်လိုက်ပါမယ်နောက်ဆုံးမှာတော့ပြောင်းကုန်မှုကိုနှစ်ဖက်စားစွန်းနဲ့ပေါ့နော်ဇွန်းနှစ်စွန်းစာလောက်ထည့်လိုက်ပါတယ်ရှင်ပါဝင်ပစ္စည်းတွေအားလုံးထည့်ပြီးပြီဆိုရင်တော့ကျမတို့ဒီစိတ်သားကိုကြိတ်လိုက်ပါတော့မယ်ရှင်ပြီးစိတ်ပန်းတုပ်ပြီးထမင်းတို့ကကြတော့ကျမတို့ဒီစိတ်သလုံးကြောပြီးတော့ရင်ကြက်ဥကြောကြက်ဥကြောင်တို့နဲ့အသုံးပြုကြတာစားကြတာပေါ့နော်တွဲပြီးစားကြပါတယ်ရှင်စိတ်သားကြိတ်ပြီးပြီဆိုရင်တော့စိတ်သားလေးတွေကိုလုံးလိုက်ပါမယ်ကျမကတော့ဒီနေ့တော့မကြော်တော့ပါဘူး air fryer လေးနဲ့ပဲกินလိုက်ပါတယ်ရှင်တစ်ဖက်ကို7မိနစ်စီနဲ့မိနစ်20กินလိုက်ပါတယ်ရှင်ပြီးစိမ်ပန်းတို့အတွက်ကိုပစ္စည်းလေးတွေလိုအပ်တဲ့ပစ္စည်းလေးတွေကိုပေါ့နော်တစ်မျိုးစင်းစီထည့်သွားပေးလိုက်ပါမယ်ရှင်ပေါင်ပစ္စည်းတွေကအရန်များတဲ့အခါကျတော့အလုတ်ရှုပ်တယ်ပေါ့နော်ဒါပေမဲ့အရန်စားလို့ကောင်းပါတယ်ပြီးစိမ်ပန်းတို့ပြီးထမင်းတို့ကလေကျမတို့ဒီဘက်မှာတုံနေကြပုံစံတိုင်းမဟုတ်ပဲနဲ့အရန်စားလို့ကောင်းပါတယ်ရှင်ပေါင်ပစ္စည်းတွေကအရန်များတဲ့အခါကျတော့အလုတ်ရှုပ်တယ်လို့ထင်ရတာပေါ့နော်ဒီစိမ်ပန်းသုံးနဲ့တွဲစားဖို့တော့ကျွန်မဟင်းကားလေးလည်းချက်လိုက်ပါတယ်ဟင်းကားကတော့ပဲပင်ပေါင်းနဲ့ကျွန်မကော်ဖီလေးနဲ့ပဲပေါ့နော်အလွယ်လေးချက်လိုက်ပါတယ်ရှင်ညိုကောင်းလေးထည့်ပြီးတော့စက်သွန်ဖြူလေးလည်းတပြားရိုက်ပြီးတော့ထည့်လိုက်ပါတယ်ရှင်ဟင်းကားလေးလည်းရပြီဆိုရင်တော့ဒီစိမ်ပန်းသုံးကအဆင်သင့်ဖြစ်ပါပြီမေမေကအစုံတုပ်စားခြင်းနဲ့ပေါ့နော်အစုံတုပ်စားခြင်းနဲ့ဆိုတော့ကျွန်မအစုံတုပ်လေလောက်ကမဲ့အတူတူပေါ့နော်အစုံတုပ်ဆိုလို့ရှိရင်ကျွန်တော်တို့အစုံပစ္စည်းတွေစုံအောင်ထည့်ရမယ်အတူတူပြည်စိမ်ပန်းတုပ်လေးပါကျွန်မဒီနေ့တုပ်ထားပါတယ်ရှင်ပြည်စိမ်ပန်းတုပ်ကတော့ဒီမှာငငယ်အားဆိုလို့ရှိရင်ပြည်စိမ်ပန်းတုပ်ကိုထင်တာပေါ့နော်စိမ်ပန်းပင်ကစိမ်ပန်းနဲ့တုပ်တယ်လို့ထင်တာဒါမှမဟုတ်ဘူးပြည်စိမ်ပန်းတုပ်ဆိုတာကျမတို့အခုဒီနော်တိုဘူးကြော်ကျမတို့တိုဘူးကြော်ပါသွားတာတော့ပြည်စိမ်ပန်းတုပ်ပေါ့နော်ကျမတို့ပြည်စိမ်ပန်းတုပ်ဆိုတာထမင်းပါမယ်ခောက်ဆွဲပါမယ်ဂျုံကြဆန်ပါမယ်ပြီးသွားလို့ရှိရင်ကြက်သွန်ဒီအစိမ်းလေးတွေလီးထားတာပါမယ်မြစ်ပါမယ်တိုဘူးကိုကြော်တာတစ်မျိုးပါမယ်ဒီတိုင်းတိုဘူးကြိုထားတာကိုပဲမကြော်ပဲနဲ့ပေါ့နော်အဲ့ဒါလေးလီးထားတာပါမယ်အာလူပြုတ်ထားတာပါမယ်ပဲသီးပြုတ်ထားတာပါမယ်ပြီးသွားလို့ရှိရင်ပဲပင်ပေါက်ပါမယ်ပဲမောက်လေးယူနီဖြိုးထားတယ်ပေါ့နော်ပြီးတော့ကျမတို့တမော်ဒီစိမ်းကိုလည်းချစ်ထားတာပါမယ်ခေါ်ဘီစိမ်းလေးတွေကိုလည်းလှီးထားတယ်ပြီးတော့နန်းနန်းမင်လည်းပါမယ်ဒါကတော့ပြည်စိမ်ပန်းတုပ်တော့ပေါ့နော်ပြည်စိမ်ပန်းတုပ်တော့ကသူကအချင်းမလို့မကြီးချင်မလို့တဲ့ခါကျကျမတို့ညိုသီးစီချက်ပါမယ်ပြီးတော့လို့ရှိရင်စက်သွန်ဖြူစီချက်ချက်ထားတာပါမယ်ဒါကတော့သူကအချင်းမပါနဲ့သူတုတ်တဲ့ခါမှာအချင်းမပါတဲ့အတွက်ကျမတို့အချင်းအနေနဲ့ဟိုပေါ့နော်ပဲမောက်ချင်းနဲ့တမယာသီးချင်းလေးပါမယ်ဒါကသူနဲ့တွဲစားဖို့ပေါ့နော်သူ့ကိုတုပ်ဖို့အတွက်ပဲမှုတ်ပါမယ်ပြီးတော့ရှင်ခန်းပြရေးပါမယ်ပြီးသွားလို့ရှိရင်သူနဲ့တွဲစားဖို့အတွက်ကကျမတို့စိတ်သလုံးကြော်ပါမယ်စိတ်သလုံးကိုအိမ်မှာတော့ကျမကြော်လိုက်တာမဟုတ်ဘူး air fryer နဲ့ပဲပေါ့နော် air fryer နဲ့ပဲထည့်กินလိုက်တဲ့သဘောပေါ့နော်ပြီးတော့ကြက်ဥကြော်လေးပါမယ်ကျမတို့ကြက်ဥကြောင်နဲ့လည်းတွဲစားတယ်အိမ်မှာတော့ဒီနေ့ကြက်ဥကြောင်မရှိတဲ့အတွက်အိမ်မှာကတော့စိတ်သလုံးကြော်နဲ့ကြက်ဥကြော်နဲ့ပဲတွဲစားပါမယ်ဒါကတော့မမီစားခြင်းနဲ့အစုံတုပ်မှာလိုအပ်မဲ့ပစ္စည်းလေးပေါ့နော်ကျမတို့သခွားသီးလေးချစ်ထည့်လိုက်တယ်ပြီးတော့ရှောက်ရွက်လေးလည်းပါမယ်မကြီးချင်လေးလည်းပါမယ်ကျမတို့ပြည်စိမ်ပန်းသုံးမှာမကြီးချင်မပါဘူးပေါ့နော်အဲ့တော့စုံတုပ်စားခြင်းနဲ့သူကဒီဟာလေးထည့်လိုက်လို့ရှင်အစုံတုပ်ဖြစ်သွားပြီပေါ့နော်ဒါလေးပါပဲရှင်ပေါင်ပစ္စည်းလေးတွေအားလုံးစုံသွားပြီဆိုလို့ရှင်တော့ကျမတို့ပြည်စိမ်ပန်းတုပ်ပြည်ထမင်းတုပ်အတွက်ကိုအစင်သစ်ပြင်ဆင်ပါမယ်ရှင်အတုပ်ထဲကိုထည့်ရတဲ့ပေါင်ပစ္စည်းတွေကအများများတဲ့အခါကျတော့လေနည်းနည်းစီထည့်ရတော့မှပဲအများကြီးဖြစ်တယ်ပေါ့နော်အလုပ်အရန်ရှုပ်တယ်လို့ထင်ရပေမဲ့အရန်စားလို့ကောင်းတာမို့လို့လှူစားကြည့်ကြပါအောင်နော်
တယ် ကျုံသူကရိုးကြတယ်လို့သူကကျုံကြတယ်နဲ့ဝဲတော့ဟိုအဲ့ဒီအနေနဲ့ချင်းပတ်အနေနဲ့တမယာသီးချင်လို့ပေါ့လေတမယာသီးချင်လို့ဟိုနဲ့ပဲပေါက်ချင်လို့နဲ့တမ်းလေးကြီးပြီသူကကိုယောဂဖြစ်ခံပြီးတော့ဒါလေးစိတ်နဲ့တက်တယ်ဒီကိုကြတော့အဲ့လိုဒီစိတ်တက်နေတော့ တချက်ကြီးကဲ ဟုတ်ရဲ့ ကောင်းလားမိုင်ပြောပါ ကောင်းလား အော်မကောင်းအောင်စားနေရတာလေခလေးဟမ်ဒါကတော့ထုံးစံတိုင်းအမျိုးသားအတွက်ဆိုင်ကိုပို့ဖို့အတွက်ပြင်ဆင်ထားတာပါရှင်။ အဲ့ဒါကျွတ်ကျွတ်ထဲမှာဆိုစိုက်ဖို့တည်းရပြီးတယ်
ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်နေ့ဒီမှာလည်းကျမတို့မိသားစုတွေဘာတွေချက်ပြီးဘာတွေစားကြအောင်လဲဆိုတာကိုဆက်လက်ကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုပါရနော်နောက်ထပ် vlog မှာပြန်တွေ့မှာပဲရှင်အားလုံးပဲ bye bye